ထောင်လိုက်ကိုယ်တိုင်စီမံခန့်ခွဲရေးစင်တာလို့ခေါ်တဲ့ထူးဆန်းတဲ့အကျဉ်းထောင်ကြီးတစ်ခုထဲမှာကိုရင်းကိုအိမ်တယောက်နိုးလာခဲ့ပါတယ်။သူရောက်နေတဲ့အခန်းနံရံမှာနံပါတ်48လို့ရေးထားပြီးအခန်းအလယ်တက်မှာတော့အောက်ခြေထိဖောက်ထားတဲ့တွင်းကြီးတစ်ခုရှိနေပါတယ်။သူ့ရဲ့အခန်းဖော်ထရီမာကာစီထရမဂါစီကတော့ဒီတွင်းကြီးအကြောင်းကိုစာရှင်းပြပါတယ်။ဒီထောင်ထဲမှာနေတိုင်းအပေါ်ထက်ကနေအစားအသောက်တွေအပြည့်နဲ့ကြောက်တုံးကြီးတစ်ခုဆင်းလာတတ်ပါတယ်။အဲ့ဒီကြောက်တုံးကြီးရောက်လာတဲ့အခါမှာတော့စားနိုင်တယ်လို့2 မိနစ်အတွင်းအမြန်စားရပါတယ်။စိတ်ပြတ်ဖို့ကောင်းတာကအောက်ထက်ကိုရောက်လေလေအပေါ်ကလူတွေစက်ကျင်းစားကြံတွေကိုပဲစားရဖို့အခွင့်အရေးနည်းသွားလေလေပါပဲ။စီကတ်နဲ့အမှန်တရားလောက်ကုန်တိုင်းမှာအကျဉ်းသားတွေကိုအထက်တွေပြန်လဲပေးပါတယ်။ကိုရင်းကအစမှာတော့စိတ်တက်ကောင်းပြပြီးအောက်ထက်ကလူတွေအတွက်အစာချန်ပေးခြင်းလို့မစားဘဲနေခဲ့ပေမဲ့ထရီမာကာစီကတော့အပေါ်ကလူတွေလည်းဒီလိုပဲလုပ်မှာပဲဆိုပြီးအစားတောက်တွေပေါ်တတွေးနဲ့ထွေးပစ်ပါတယ်။ကိုရင်းကပန်းသီးတစ်လုံးကိုတင်ထားလိုက်ပေမဲ့ကြောက်တုံးကြီးထွက်သွားတာနဲ့အခန်းထဲမှာအယမ်းပူလာပါတယ်။ဒီထောင်ထဲမှာအစားအသောက်တင်ထားခွင့်မရှိပါဘူး။တင်ထားရင်အသေးသက်တဲ့စီကံရှိလို့ပန်းသီးကိုတွင်းကြီးထဲလွှင့်ပစ်လိုက်ရပါတယ်။ကိုရင်းကဒီထောင်ထဲကိုဘွဲလက်မှတ်တစ်ခုရဖို့သဘောဆန္ဒအလျောက်6 လလာနေတာပါ။သူယူလာတဲ့ပစ္စည်းကတော့စာအုပ်တအုပ်ပဲဖြစ်ပါတယ်။သူ့ခန်းဖော်ထရီမာကာစီကတော့လူတက်မှုနဲ့ထောင်ကျနေတာဖြစ်ပြီးသူယူလာတဲ့ပစ္စည်းကတီဗီကြော်ညာတဲ့ကဓာတ်တစ်ချောင်းပါငရဲခမ်းရောက်ရှိသလိုတလပြေလို့သူတို့နိုးလာတဲ့အခါမှာတော့အထက်နံပါတ်180ကိုရောက်သွားပါတယ်။အဲ့ဒီအထက်ကတော့အစားအသောက်လုံးဝမရောက်တော့တဲ့ငရဲခမ်းပါပဲထရီမာကာစီကကိုရင်းကိုကုတင်နဲ့ကျိုးတုပ်ထားလိုက်ပါတယ်ဘာလို့လဲဆိုတော့အစာမရှိတဲ့အခါကိုရင်းကိုတက်စားဖို့အတွက်ကြိုတင်ပြင်ဆင်ထားတာပါရှစ်ရက်မြောက်နေ့မှာထရီမာကာစီကကိုရင်းရဲ့ပေါင်သားကိုလှီးဖြတ်ဖို့လုပ်နေတော့ကြောက်တုံးကြီးပေါ်ကနေမီဟာရူမဲယာရိုဆိုတဲ့အမျိုးသမီးရောက်လာပြီးကိုရင်းကိုကဲတင်လိုက်ပါတယ်မီဟာရူကထရီမာကာစီကိုတက်ပစ်လိုက်ပြီးသူ့အသားတွေကိုကိုရင်းကိုကျွေးခဲ့ပါတယ်မျောလင်းချက်အစ်စ်နောက်တစ်လမှာတော့ကိုရင်းဟာအထက်33ကိုရောက်သွားပြီးသူ့ရဲ့အခန်းဖော်တစ်ကတော့ထောင်ထဲမဝင်ခင်ကသူ့ကိုအင်တာဗျူးခဲ့တဲ့အမျိုးသမီးအီမိုဂီရီယိုင်မိုဂျရီဖြစ်နေပါတယ်။သူမဟာကင်ဆာရောဂါတဲ့တူဖြစ်ပြီးဒီထောင်ထဲကအခြေအနေတွေကိုပြုပြင်ပြောင်းလဲဖို့ကိုယ့်သဘောနဲ့ကိုယ်ဝင်လာခဲ့တာပါ။သူမကအကျဉ်းသားတွေချင်းချင်းမျှဝေစားတောက်ကြဖို့စီယုံပေမဲ့ဘယ်သူမှနားမထောင်ကြပါဘူး။ကိုရင်းကတော့ကလေးတယောက်ရှိနေတာမှသာဒီစနစ်ကြီးပြောင်းလဲသွားနိုင်မယ်လို့တွေးနေမိပါတော့တယ်။